ဖောက်ပြန်ခြင်းဆိုတာအချစ်ကိုပဲပျက်စီးစေတာမဟုတ်ပါဘူးတယောက်ကိုတယောက်ယုံကြည်ထားတဲ့စိတ်ကိုပါအပြင်းထန်ထိခိုက်စေနိုင်ပါတယ်တယုံကြည်မှုပျက်စီးသွားတယ်ဖောက်ပြန်ခံရပြီးနောက်တစ်ခါလဲဒီလိုဖြစ်မလားဆိုတဲ့တန်တရားတွေဝင်လာနိုင်ပါတယ်နှစ်အသေးအဖွဲကိစ္စတွေကိုတောင်တန်တရားဝင်လာတယ်ဖုံးကင်တာအပြင်ထွက်တာလို့ပုံမှန်ရာတွေကိုတောင်အရင်လိုမယုံနိုင်တော့ပါဘူးသုံးကိုယုံကြည်မှုလျော့လာတယ်နာမှာဘာလို့နေလို့လဲဆိုပြီးကိုအပြစ်တင်မိနိုင်ပါတယ်ဒါပေမဲ့ဖောက်ပြန်မှုဟာကိုတန်ဖိုးနဲ့လို့ဖြစ်တာမဟုတ်ပါဘူးလေးအချစ်ထက်ကြောက်စိတ်ကပိုများလာတယ်ပြန်ချစ်ချင်ပေမဲ့ထပ်ပြီးနာကျင်ရမှာကိုကြောက်လာတာကြောင့်အရင်လိုစိတ်အေးလက်အေးမချစ်နိုင်တော့ပါဘူးငါဆက်ဆံရေးမှာအကွာအဝေးဖြစ်လာတယ်စိတ်ထဲမှာမကျေနပ်မှုတွေရှိနေပေမဲ့မပြောနိုင်တော့တာရင်မဖွင့်နိုင်တော့တာတွေကြောင့်တဖြည်းဖြည်းစိတ်ဝေးလာနိုင်ပါတယ်6အတိတ်ကိုပြန်တွေးနေမိတယ်ဘာကြောင့်ဖြစ်ခဲ့လဲဘယ်ချိန်ကစလဲဆိုတာတွေကိုထပ်ခါတွေးမိပြီးလက်ရှိဆက်ဆံရေးကိုပါထိခိုက်စေနိုင်ပါတယ်9ယုံကြည်မှုပြန်တည်ဆောက်ဖို့အချိန်လိုတယ်တောင်းပန်စကားတစ်ခွန်းနဲ့ယုံကြည်မှုကချက်ချင်းပြန်မရနိုင်ပါဘူးရိုးသားမှုပွင့်လင်းမှုနဲ့လောက်ရက်ကောင်းတွေကိုအချိန်ကြာပြသဖို့လိုပါတယ်ဖောက်ပြန်မှုကအချစ်ကိုသာမကယုံကြည်မှုနဲ့ဆက်ဆံရေးတစ်ခုလုံးကိုထိခိုက်စေနိုင်ပါတယ်ဒါပေမဲ့နှစ်ယောက်စလုံးကတကယ်ပြန်တည်ဆောက်ခြင်းပြီးရိုးသားစွာကြိုးစားမယ်ဆိုရင်ယုံကြည်မှုကိုတဖြည်းဖြည်းပြန်တည်ဆောက်နိုင်ပါတယ်ဒီလိုအချစ်ရေးနဲ့အိမ်အောင်ရေးအတွက်အသုံးဝင်တဲ့အကြောင်းအရာတွေကိုစက်ကြည့်ခြင်းနဲ့ဆိုရင် channel ကို like subscribe လုပ်ထားပေးပါ